လုံလဝိရိယနဲ့ကြိုးစားရင်ဘေးရင်လွယ်မှားတယ်ဘေးရင်ဆရာပြောတာမပြောနဲ့တခြားမင်းကြီးပြောတဲ့စကားတောင်ကြိုးစားရင်လွယ်မှားသွားတယ်ပေါ့နော်ဒေဝနာဣတယန္တိပုရိသပရကမတဆိုပြီးတခြားမင်းကြီးကကာလင်္ဂမင်းနဲ့အတ္တကမင်းတို့စစ်ပွဲစစ်တိုက်တဲ့အခါမှာကာလင်္ဂမင်းနိုင်မှာလို့ပြောတယ်သို့တော်တကယ်တိုက်တဲ့အခါအတ္တကမင်းကနိုင်သွားတယ်ကာလင်္ဂမင်းကြီးစစ်ရှုံးသွားတယ်ဘာဖြစ်လို့ရှုံးသွားတာတုံးဆိုရင်သူကစွစွစီစီနဲ့ကြိုးစားအထောက်အမှာကိုကြိုးစားအမထုတ်ပဲနဲ့တခြားတော့ငါတို့နိုင်မှာလို့ပြောထားတယ်ဆိုပြီးပေါ့ပေါ့ရော့နေတော့ရှုံးသွားဟိုဘက်ကရှုံးမယ်လို့ပြောထားတဲ့အပြောခံရတဲ့အတ္တကမင်းဘက်ကပညာရှိကောင်းဆောင်တယောက်ကကြစ်ကြစ်လစ်လစ်နဲ့ကြိုးစားအထုတ်တဲ့အခါသူကနိုင်သွားတယ်အဲ့ဒါကိုတရားမင်းကပြောတဲ့အခါမှာဒေဝနာဣတယန္တိပုရိသပရကမတာလုံလဝိရိယနဲ့ကြိုးပမ်းအထုတ်မှုလုံလဝိရိယရှိရှိကြိုးပမ်းအထုတ်လို့အောင်းတာကိုနတ်တွေကအပြစ်မပြောဘူးတဲ့အပြစ်မြင်စရာမဟုတ်ဘူးလို့ရင်ဖြစ်တယ်ဆိုတာကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်မဖြစ်ဘူးဆိုတာဒါကြောင့်မို့တချို့ပြောတယ်လေငါရဲ့ပြီးတဲ့နေ့မှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးဘူးသာရှိတယ်ပေါ့ဖြစ်အောင်လုပ်ရင်ဖြစ်တယ်ပေါ့ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့တော့ကြိုးစားအထုတ်မှုကိုဦးစားပေးပြီးတော့ဆုံးမဩဝါဒပေးတာပဲမြတ်စွာဘုရားလေ